Mizima TV ကိုကြည့်ရှုနေကြပရိသတ်တွေအားလုံးပဲမင်္ဂလာပါဒီကနေ့ Mizima Exclusive စစ်စင်မှာတွဲဆုံမေးမြန်းဖို့ဖိတ်ခေါ်ထားတဲ့သူကတော့ဥပဒေရေးရာကုစားရေးအဖွဲ့မြန်မာကတရားလွှတ်တော်ရှင်ဒေါ်လာလာကြီးဖြစ်ပါတယ်ဒေါ်လာလာကြီးကိုအခုလာမဲ့ဇွန်လလမှာပြန်လည်စတင်တော့မဲ့လွှတ်တော်မှာတင်သွင်းသွားဖို့ရှိနေတဲ့အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေနဲ့ပတ်သက်ပြီးမေးမြန်းသွားမှာပါဒေါ်လာလာကြီးဟာဒီဥပဒေကျမ်းစတင်ရေးဆွဲတုန်းကတည်းကပါဝင်ခဲ့ပြီးအခုလက်ရှိအမျိုးသမီးတွေရဲ့ဒီတရားမျှတမှုအတွက်လုပ်ကိုင်ပေးနေတဲ့သူတူလည်းဖြစ်ပါတယ်ဒီတော့ကျမတို့ရဲ့အစီအစဉ်လေးကိုစတင်လိုက်ချင်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါအမဟုတ်ကဲ့ရှင်မင်္ဂလာပါရှင်ဒီတော့ပထမဆုံးမေးချင်တာပေါ့နော်ဒီမျိုးသမီးများပေါ့အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေကိုရေးဆွဲတဲ့အချိန်တော့လည်းပါဝင်ဖြစ်ခဲ့ပုံနဲ့ပေါ့နော်ပြီးတော့ဒီရာကလွှတ်တော်ကိုတင်သွင်းတော့မဲ့အနေထားလည်းရောက်လာပြီပြီးတော့ရေးဆွဲတာလည်းတော်တော်လေးကြာခဲ့ပြီပေါ့နော်ဒီတော့ဘာဖြစ်လို့ဒီလောက်တောင်မှကြန့်ကြာနေရတာလဲဆိုတာလေးအရင်ဆုံးသိချင်ပါတယ်ဟုတ်ကဲ့ပထမဆုံးအနေနဲ့ကျမအနေနဲ့ပြောရမယ်ဆိုဒီဥပဒေရေးဆွဲတဲ့ထဲမှာပါဝင်ခဲ့တာကတော့အဓိကကျမရေးရဒန်းတူညီများရေးကွန်ရက်ကဒီဥပဒေရေးမဆွဲခင်ကတည်းကကျမတို့ဒီအမျိုးသမီးများပေါ့အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေချမ်းတခုလိုအပ်ချက်နဲ့ပတ်သက်ပြီးတော့ဒီပြည်နယ်နဲ့တိုင်းအသီးသီးကဒီတာဝန်ရှိတဲ့သူတွေဒီတက်ကြွလှုပ်ရှားသူတွေကိုဒီ public consultation ပုံစံမျိုးနဲ့ဥပဒေတစ်ခုလိုမလို့ဆိုတာကိုကျမတို့ဆွေးနွေးခဲ့တယ်ပေါ့နော်အဲ့ဒီမှာကျမကတော့ဒီဥပဒေမြန်မာနိုင်ငံရဲ့ဥပဒေပိုင်းအားနည်းချက်အားသာချက်တွေကိုပြောပြတဲ့ကျမ speaker တယောက်အနေနဲ့ပါဝင်ခဲ့တယ်ပါဝင်ခဲ့ပြီးအဲ့နောက်ဆက်တွဲအနေနဲ့ဆိုလို့ရှိရင်ကျမတို့အဲ့ဒီတုန်းကဆိုလို့ရှိရင်လူမဝန်ထမ်းမှာအန်ကယ်ဦးအောင်ထွန်းခိုင်ကနေပြီးတော့ဒီလိုမျိုးဒီဥပဒေကျမ်းရေးဆွဲတဲ့ထဲမှာပါဝင်ဖို့အတွက်နဲ့ပြောလာတဲ့အပေါ်မှာကျမအနေနဲ့ကြားမရေးရဒန်းတူညီများရဲ့ကွန်ရက်ရဲ့ဥပဒေဆိုင်ရာနိပညာဆိုင်ရာဥပဒေအကြံပေးအဖြစ်ဒီဥပဒေကျမ်းရေးဆွဲတဲ့ထဲမှာကျမပါဝင်ခဲ့တာဖြစ်ပါတယ်ဒီဥပဒေကျမ်းစာတဲ့အပိုင်းကိုပြောမယ်ဆိုလို့ရှိရင်အဓိကနှစ်ပိုင်းကိုပြောချင်ပါတယ်တစ်ပိုင်းကတော့ကျမတို့ဒီရေးဆွဲဥပဒေကျမ်းရေးဆွဲဥပဒေကျမ်းရေးဆွဲတဲ့ထဲမှာကျမတို့ဒီကျမတို့ဒီသက်ဆိုင်ရာအစိုးရဌာနဆိုင်ရာကလူတွေပါတယ်နောက်ဒီအရက်ဖက်အဖွဲ့အစည်းဆိုလို့ရှိရင်ကျမတို့ Gender Equality Network ကိုစားပြုပြီးတော့အရက်ဖက်အဖွဲ့အစည်းတွေလည်းပါတယ်နောက် UN ကနေပြီးတော့ကြားမရေးရကျွမ်းကျင်တဲ့ပညာရှင်တွေပါတယ်နိုင်ငံတကာကဥပဒေပညာရှင်တွေပါတယ်နောက်ပြည်တွင်းကဆိုလို့ရှိရင်ကျမတို့လိုပဲဥပဒေနဲ့ပတ်သက်ပြီးတော့ကျမတို့ဒီဥပဒေနဲ့ပတ်သက်ပြီးတော့လုပ်ကိုင်နေတဲ့ကျမတို့ဥပဒေသမားတွေပါတယ်ပေါ့နော်အဲ့ဒီခါမှာဒီရေးဆွေးရေးထဲမှာပါတဲ့သူတွေကအရန်ကိုစုံတယ်ပေါ့နော်ဒီပြည်တွင်းဥပဒေဆိုင်ရာနဲ့ကျမတို့လိုဥပဒေသမားတွေပါတယ်နောက်ပြည်ပဥပဒေဆိုင်ရာကျွမ်းကျင်တဲ့ပညာရှင်တွေပါတယ်နောက်ဒီသက်ဆိုင်ရာအစိုးရဌာနလူတွေနဲ့ကျမတို့ရေးဆွေးထဲမှာကျမတို့ဒီအကြောင်းချင်းရာတစ်ခုပေါ်မှာကျမတို့ရှူဒေါင်းဘောင်းဆောင်ကဒီဥပဒေကျမ်းထဲမှာပါဝင်နိုင်အောင်ကျမတို့ရေးဆွေးကြပြောကြတယ်ညင်းခုန်ကြတယ်အဲ့ဒီမှာဒါထည့်မယ်မထည့်ဘူးအဲ့ဒီပိုင်းမှာလည်းကျမတို့ကြမ်းကြတဲ့အပိုင်းရှိတာကိုကျမတို့တွေ့ရတယ်ထည့်မယ်မထည့်ဘူးဆိုတော့ကိစ္စတစ်ခုကိုကျမတို့ရှူဒေါင်းဘောင်းဆောင်ကနေရေးဆွေးကြတဲ့အတွက်နဲ့ဆွေးနွေးကြတဲ့အတွက်နဲ့ဒီအဲ့ဒီရေးဆွေးတဲ့အပိုင်းမှာကြမ်းကြတဲ့အပိုင်းကတစ်ပိုင်းပါနောက်ကျမတို့ဒီဥပဒေကျမ်းပြီးသွားတဲ့အခါမှာကျမတို့သက်ဆိုင်ရာဒီအစိုးရဌာနတွေကိုကျမတို့ဝန်ကြီးဌာနတွေကိုပို့တယ်အဲဒီဝန်ကြီးဌာနတွေကိုပို့တဲ့အခါမှာအဲဒီဝန်ကြီးဌာနတွေရဲ့သဘောထားမှတ်ချက်တွေပေးလာတယ်သဘောထားမှတ်ချက်တွေနဲ့ပြန်လေပေးပို့လာတဲ့အခါမှာကျမတို့ဒီရေးဆွေးရေးအဖွဲ့ထဲမှာထပ်ပြီးတော့ကျမတို့ဆွေးနွေးကြတယ်အဲဒီတော့ကျမတို့ကဒီပြန်ပြင်ဆင်မယ်မပြင်ဆင်ဘူးဆိုတာထပ်ပို့တယ်ထပ်ပြီးတော့သဘောထားမဲ့ချက်တွေနဲ့ကြားလာတဲ့ခါမှာကျမတို့ပြန်ဆွေးနွေးပြန်ရေးအဲ့လိုမျိုးဟာတွေအတင်ချက်အားတွေများနေလို့ကျမရဲ့အမြင်ရဆိုလို့ရှိရင်ဒီလိုမျိုးတွေများနေတဲ့အတွက်နဲ့ကျမတို့9နှစ်ကျော်နေကြာသွားတယ်လို့ကျမအနေနဲ့မြင်ပါတယ်ရှင့်ဒီတော့ဒီဥပဒေကျမ်းနဲ့ပတ်သက်ပြီးတော့လေအတိပေးထုတ်ပြန်ချက်တွေဖြစ်လိုက်တဲ့အခါမှာအတန်တွေထွက်လာပါတော့ဒါပါလဲဆိုတော့အချို့ကဒါကဒီလိုမျိုးတေချာရှိစရာမလိုဘူးချို့ကဒါရှိကိုရှိရမယ်ဆိုပြီးတော့ပြောနေရကြားရပါတော့ဒီတော့ဒီဥပဒေကရှိတဲ့ဥပဒေတစ်ခုလားရှိတဲ့ဆိုလဲဘာကြောင့်ရှိတဲ့တာလဲဆိုတာပေါ့နော်တခုခုကိုဥပမာပြရှင်းပြပေးလို့ရမလားဟုတ်ကဲ့ပါရှင့်ဒီဥပဒေကကျမတို့ဒီဥပဒေကျမ်းမရေးဆွေးခင်ကတည်းကကျမကနဦးပြောသွားသလိုပဲကျမတို့ဒီလွှတ်တော်ကသက်ဆိုင်ရာကျမတို့ဒီလွှတ်တော်ရဲ့
လွှတ်တော်ကိုယ်စားလှယ်တွေတခြားဌာနဆိုင်ရာတွေဝန်ကြီးဌာနကိုစားပြုသူတွေနောက်တစ်ချက်ကနိုင်ငံရေးပါတီအရက်ဖက်အဖွဲ့အစည်းတွေနဲ့နေပြီးတော့ကျမတို့ကမြန်မာနိုင်ငံမှာဒီအမျိုးသမီးများအပေါ်အကြမ်းဖက်တဲ့ဥပဒေတစ်ခုဘာကြောင့်ရေးဆွဲသင့်တယ်လဲဆိုတာကိုကျမတို့public consultation အနေနဲ့အရင်ဆွေးနွေးပါတယ်ဆွေးနွေးပြီးရဲ့နောက်ဆက်တွဲအနေနဲ့ကျမတို့ကဒီဥပဒေတစ်ခုကမြန်မာနိုင်ငံမှာလိုအပ်တယ်ဘာကြောင့်လိုအပ်လဲဆိုတာလဲဒါရှင်းရှင်းလင်းလင်းကျမတို့ရှိပါတယ်ဒီမြန်မာနိုင်ငံရဲ့ဥပဒေတွေထဲမှာအမျိုးသမီးတွေရဲ့အကြမ်းဖက်မှုကိုထိထိရောက်ရောက်ဒါစီကောက်ွယ်ပေးနိုင်တဲ့အနေအထားတွေမရှိဘူးအဲ့ဒီဟာနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ကျမတို့ကပြစ်ဒဏ်ပြဋ္ဌာန်းချက်တွေပြီးလို့ရှိရင်အခုလက်ရှိဖြစ်ပေါ်နေတဲ့အမျိုးသမီးများအပေါ်အကြမ်းဖက်တဲ့ကိစ္စတွေကိုဒီထဲဝင်ဒီကျမတို့ဒီရှင်းရှင်းလင်းလင်းပြဋ္ဌာန်းထားတဲ့ဟာမရှိနေဘူးပေါ့နော်အဲ့ဒီအတွက်နဲ့ဒီဥပဒေကတော့ဒီမြန်မာနိုင်ငံရဲ့မျိုးသမီးတူတရက်လုံးကိုကောက်ွယ်ပေးဖို့အတွက်အရန်ကိုလိုအပ်တဲ့ဥပဒေတစ်ခုဖြစ်ပါတယ်ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အိမ်တွင်းအကြမ်းဖက်မှုကိုမြန်မာနိုင်ငံရဲ့ဘယ်ဥပဒေကမှဒီအဓိပ္ပာယ်ဖွင့်ဆိုထားတာအိမ်တွင်းအကြမ်းဖက်မှုကိုမကျွလွန်ရအောင်လို့တားမြစ်ထားတာကပြဋ္ဌာန်းထားချက်တစုံတရာလုံးဝမရှိသေးပါဘူးအဲ့တော့အခုအနေထားမှာဆိုအိမ်တွင်းအကြမ်းဖက်မှုတွေကအဖြစ်များလာသလိုတော်တော်လေးအတန်ကြေလောင်လာတယ်ပေါ့နော်အဲ့လိုမျိုးအတန်ကြေလောင်အဖြစ်များနေတဲ့အိမ်တွင်းအကြမ်းဖက်မှုတွေကိုကောက်ွယ်ဖို့မြန်မာနိုင်ငံမှာဥပဒေမရှိနေပါဘူးအဲ့ဒီတော့ ਨੇ ကျမတို့အိမ်တွင်းအကြမ်းဖက်မှုတွေတခြားသောအမျိုးသမီးတွေပေါ်မှာအကြမ်းဖက်မှုတွေကောက်ွယ်ဖို့ကျမတို့လိုအပ်ပါတယ်နောက်အိမ်တွင်းအကြမ်းဖက်မှုနဲ့ကျမတို့ဆက်ပြီးတော့မြန်မာနိုင်ငံမှာတိုင်းရင်းသားဘာသာတိုင်းကျမတို့တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြတဲ့နိုင်ငံဖြစ်တယ်ပေါ့အဲ့ဒီတိုင်းရင်းသားတချို့သောတိုင်းရင်းသားအမျိုးသမီးတွေကကျမတို့ပစ္စည်းပိုင်ဆိုင်ခွင့်အမွေဆက်ခံခွင့်ကျမတို့ကောချင်းခွင့်အခွင့်အရေးတွေကဘာသာကိုးကွယ်တဲ့ဘာသာအပေါ်မှာမုန်တည်ပြီးတော့ကျင့်သုံးနေတဲ့ကျမတို့ဒလိထုံးတဲ့ပေါ်မှာမုန်တည်ပြီးတော့ခွဲခြားခြင်းခံနေရတယ်ဒီကိစ္စတွေကိုလည်းကျမတို့ကဘာသာကိုးကွယ်မှုကျမတို့ဒီလူမျိုးစုလူမျိုးပေါ်မှာမုန်တည်ပြီးတော့ကျမတို့ကခွဲခြားနေလို့မရပါဘူးအကုန်လုံးတွေအမျိုးသမီးဖြစ်တယ်အကုန်လုံးတွေအကြမ်းဖက်ခံနေရတယ်ဆိုအဲ့ဒီအတွက်ကောက်ွယ်ပေးဖို့တည်တံ့ဥပဒေကလိုအပ်တယ်ဒါကြောင့်ဒီဥပဒေကကျမတို့ဒီတကယ်ကိုပဲကျမတို့အမျိုးသမီးတွေရဲ့အကြမ်းဖက်မှုကိုကောက်ွယ်ဖို့အထူးလိုအပ်တဲ့ဥပဒေတစ်ခုဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီတော့နောက်တစ်ခုသိချင်တာပေါ့နော်ဒီမှာရေးထားတဲ့ဒီအမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ဥပဒေပေါ့နော်အဲ့မှာအကြမ်းဖက်မှုဆိုတဲ့စကားလုံးပါတယ်ပေါ့နော်အဲ့အကြမ်းဖက်မှုမှာဘယ်လိုအကြောင်းအရာတွေများပါဝင်နေမလဲဆိုတာသိချင်တယ်မှာဟုတ်ကဲ့အမှန်မှာကတော့ဒီဥပဒေမှာအကြမ်းဖက်မှုဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ့နော်ကျမရဲ့အမြင်နဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါကအမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုရင်ပို့ပြီးတော့တင်းတော်မယ်လို့ကျမထင်တယ်ဘာကြောင့်လဲဆိုရင်အကြမ်းဖက်မှုလို့ပြောလိုက်လို့ရှိရင်ကျမတို့ terrorism law အကြမ်းဖက်တဲ့ဟာအဲ့ဒီဟာတွေနဲ့ကျမတို့ရောထွေးနိုင်တယ်အမှန်မှာကအမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုပြီးတော့ဖြစ်တဲ့နယ်ပေါ့နော်ဒီဥပဒေရဲ့ပုံမှန်3ဂါငယ်အဲ့ဒီမှာကအကြမ်းဖက်မှုလို့ကျမတို့ဖော်ပြထားတယ်အကြမ်းဖက်မှုလို့ဖော်ပြထားတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်မှာတော့အဓိကပြောရမယ်ဆိုလို့ရှိရင်အမျိုးသမီးဖြစ်ခြင်းအပေါ်မှာအခွင့်အရေးကိုရှိုးပေါက်ပြီးတော့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလိင်ပိုင်းဆိုင်ရာနဲ့စီးပွားရေးဆိုင်ရာအကြမ်းဖက်မှုတွေကိုချိန်ချောက်လို့ပဲဖြစ်ပါစေအနိုင်ထပ်ပြုလို့ပဲဖြစ်ပါစေနောက်တနည်းနည်းဖြင့်အကြမ်းဖက်ခြင်းကိုဆိုရဲဆိုပြီးတော့အဲ့ဒီဥပဒေရဲ့ပုံမှန်3ဂါငယ်မှာပြဋ္ဌာန်းထားပါတယ်ရှင်ဟုတ်ကဲ့ဒီထဲမှာသိကျင်တာဟာလေးတစ်ခုရှိတာဒီစီးပွားရေးအကြမ်းဖက်မှုဆိုတာလေးအကြောင်းနည်းနည်းလေးရှင်းပြပေးလို့ရမလားမအမှန်မှာတော့ဒါလူမှုစီးပွားပေါ့နော်လူမှုစီးပွားအကြမ်းဖက်မှုဆိုတာကအမျိုးသမီးတွေကိုဒီအမျိုးသမီးတွေရဲ့ဒီအမျိုးသမီးတွေရဲ့ဒီပစ္စည်းပိုင်ဆိုင်ခွင့်ကိုပစ္စည်းပိုင်ဆိုင်ခွင့်ကိုမရတာနောက်အမျိုးသမီးတွေရဲ့ဒီရှာထားတဲ့ဝင်ငွေနဲ့ရှာထားတဲ့ပစ္စည်းတွေကိုဖြတ်စီလိုက်တာအမျိုးသမီးတယောက်ကိုအဲ့လိုမျိုးဒီပေါ့ဒီငွေပေါင်းတင်နေတဲ့အမျိုးသမီးတယောက်ကိုဒီငွေကြေးငွေကြေးသုံးဆွဲမှုတွေငွေကြေးကိုကန်ဆွဲပြီးတော့ငွေကြေးသုံးဆွဲမှုတွေကန့်သက်တာတွေအဲ့တော့အဓိကတော့အမျိုးသမီးတယောက်ရဲ့ငွေကြေးစီမံမှုကိုကန့်သက်တဲ့ဟာတွေပြီးလို့ရှိရင်ခုနပြောတဲ့ပစ္စည်းပိုင်ဆိုင်ခွင့်အမွေဆက်ခံခွင့်အပိုင်းမှာဒန်းတူမရတဲ့ဟာတွေဒီစီးပွားရေးဆိုင်ရာအကြမ်းဖက်မှုနဲ့ဆက်ဆက်မှုရှိပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါမှာဒီတော့ဒီအခုလက်ရှိပြဋ္ဌာန်းနေတဲ့ဥပဒေကြမ်းပြဋ္ဌာန်းလိုက်တဲ့ခါမှာပေါ့နော်လက်ရှိဖြစ်ပေါ်နေတဲ့ခံစားနေရတဲ့အမျိုးသမီးအကြမ်းဖက်မှုကရော့ကျသွားနိုင်မလားပေါ့နောက်ဒီအမျိုးသမီးတွေကိုအပြည့်အဝကာကွယ်ပေးနိုင်မယ်လို့ထင်လားမဒ
ဒီဥပဒေတကယ်လို့များဒီဥပဒေကိုကျမတို့ဒီအတိပြုလိုက်တယ်ဆိုလို့ရှိရင်တော့ကျမထင်ပါတယ်အမျိုးသမီးတွေရဲ့အပေါ်မှာအကြမ်းဖက်မှုခံနေရတွေကိုအထိုက်လျောက်တော့ကာကွယ်တားဆီးနိုင်မယ်လို့ကျမအနေနဲ့မျှော်လင့်ပါတယ်အဲ့တော့အပြေးအဝကာကွယ်ပေးမလားဆိုရင်ဒီဥပဒေချမ်းတွေကျမတို့သတင်းစာမှာကြော်ညာခဲ့တယ်ပေါ့နော်လိုအပ်ချက်တွေအများကြီးပြင်ဆင်ရမယ့်ဟာတွေအများကြီးရှိတယ်ဆိုတာကျမတို့တွေ့ရတယ်ဒီတိုင်းအတိပြုလိုက်တယ်ဆိုရင်လို့ရှိရင်တော့သိကြပါတယ်မြန်မာနိုင်ငံရဲ့အမျိုးသမီးတွေရဲ့အကြမ်းဖက်မှုနဲ့အမျိုးသမီးတွေခံနေရတဲ့အခွင့်အရေးချိုးဖောက်မှုတွေကိုကာကွယ်ပေးမှုအပိုင်းထိရောက်တဲ့ကာကွယ်ပေးမှုအပိုင်းရရှိမှာမဟုတ်ပါဘူးဒီဥပဒေမှာတော်တော်များများပြင်ဆင်စရာတွေပြင်လိုက်တယ်ဆိုရင်လို့ရှိရင်တော့ကျမထင်တယ်အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့အမျိုးသမီးတွေအပေါ်အကြမ်းဖက်ခံရတဲ့ကိစ္စတွေကိုအတိုင်းအတာတစ်ခုထိကာကွယ်ပေးနိုင်မယ်လို့ကျမအနေနဲ့မျှော်လင့်ပါတယ်ရှင်ဟုတ်ကဲ့မဒီတော့ပြောတဲ့အထက်မှာနောက်ထပ်သိကျင်သွားတာတစ်ခုကဘာလဲဆိုတော့ဒီဥပဒေမှာပါတဲ့အချက်တွေလေပါဝင်တဲ့အချက်တွေကိုဒီပြည်သူလူထုကိုဘယ်လောက်ထိအသိပညာပေးဖို့လိုမလဲပေါ့နော်နောက်ပြီးတော့အခုလက်ရှိအခြေအနေအရဆိုရင်ရောပြည်သူလူထုကဒီလက်ခံမဲ့အနေထားရောဘယ်လိုရှိလဲဆိုတာလေးသိကျင်ပါတယ်မဒီဥပဒေကိုကျမတို့ဒီဥပဒေတစ်ခုမှမဟုတ်ပါဘူးဥပဒေတစ်ခုပြဋ္ဌာန်းလိုက်တယ်ဆိုလို့ရှိရင်ပြည် public awareness နဲ့လို့ခေါ်တယ်ပြည်သူကိုအသိပေးဖို့အများကြီးလိုပါတယ်ပြည်သူလူထုကိုအသိပေးတဲ့ဟာတွေအများကြီးလိုပါတယ်ဘာကြောင့်ဒီဥပဒေဆိုပို့ပြီးတောင်လိုအပ်ပါတယ်ဘာကြောင့်ကျမဒီလိုပြောလဲဆိုရင်တချို့သောအိမ်တွင်းအကြမ်းဖက်ခံရတဲ့အမှုတွေမှာဆိုရင်ကျူးလွန်တဲ့သူတွေကဒီကိစ္စတွေဒီ family matter မိသားစုပြဿနာလို့ပဲကျမတို့ယုံကြည်နေကြတယ်ထင်မှတ်နေကြတယ်လွေးမားသောယူဆတွေနဲ့ကျမတို့ကျင့်သုံးနေဒီပြုလုပ်နေကြတယ်ပေါ့နော်အမှန်မှာကအိမ်တွင်းအကြမ်းဖက်မှုတွေပြင်မှုမြောက်တယ်ဆိုတော့ဒီ public awareness နဲ့ဖြစ်သူတို့အနေနဲ့သိသွားမယ်အိမ်တွင်းအကြမ်းဖက်မှုလုပ်ခြင်းဒီထောင်ဒဏ်ငွေနဲ့ကြားနိုင်တယ်ဒီလိုမျိုးလုပ်ခြင်းဒီရာဇဝတ်မှုမြောက်တယ်ဆိုတာသိသွားတာနဲ့မသိတာနဲ့မတူပါဘူးဒါကြောင့်ဒီဥပဒေတစ်ခုမှမဟုတ်ပါဘူးဥပဒေတွေပြဋ္ဌာန်းလိုက်တဲ့အခါမှာပြည်သူလူထုကိုဒီအမြင်ဖွင့်ပြည်သူလူထုအတွက်နဲ့သိရှိအောင်လုပ်ဖို့mechanism တွေကလည်းအရင်ရေးကြည့်ပါတယ်။ဘာကြောင့်လဲဆိုရင်ပြဋ္ဌာန်းလိုက်တဲ့ဥပဒေကိုပြည်သူတွေသိမှပြည်သူတွေလိုက်နာကျင့်သုံးမှကျမတို့နိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးနဲ့ကျမတို့မှုန်ခင်းဖြစ်ပေါ်မှုကလည်းရောကြမှာဖြစ်ပါတယ်။ကျမတို့ဥပဒေမှာလည်းရှိပါတယ် ignorance or law is no excuse ဥပဒေကိုမသိနားမလည်လို့ကျူးလွန်ပါတယ်လို့ပြောလို့မရပါဘူး။ဒါကြောင့်ဥပဒေတွေပြဋ္ဌာန်းတိုင်းပြည်သူလူထုတွေအနေနဲ့ကလည်းသိရှိနားလည်အောင်စူးစမ်းထားဖို့လိုပါတယ်။ဥပဒေကိုမသိလို့ကျွန်တော်ကလုံးမိန်ပါတယ်။ဥပဒေမသိလို့ဒါလေးတော့ကျူးလွန်မိန်ပါတယ်ဆိုပြီးတော့ကျမတို့ကဥပဒေကခွင့်လွှတ်မှာမဟုတ်ပါဘူးဟုတ်ကဲ့ပြီးတော့ဒီဥပဒေချမ်းရဲ့အားနည်းချက်အားသာချက်ကဘာတွေဖြစ်မလဲမဒီဥပဒေချမ်းရဲ့အာသာချက်တွေအရင်ပြောမယ်နော်အာသာချက်တွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီဥပဒေမှာကျမတို့ခုနပြောသလိုမျိုးအိမ်တွင်းကြံဖတ်မှုနဲ့ပတ်သက်ပြီးတော့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေပါတယ်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုဒီတော်တော်များများဒီဖွင့်ဆိုထားတာကျမတို့တွေ့ရတယ်နောက်တစ်ချက်ကဒီအိမ်တွင်းကြံဖတ်မှုဖြစ်လာတယ်ဆိုလို့ရှိရင်တရားစွဲသည်ဖြစ်စေမစွဲသည်ဖြစ်စေယာယီအကာအကွယ်ပေးရဲ့အစီအမံတွေအကာအကွယ်ပေးရဲ့အမိန့်တွေကျမတို့လျှောက်ထားနိုင်တယ်ဆိုတဲ့ဟာလဲကျမတို့အာသာချက်အနေနဲ့တွေ့ရတယ်နောက်တစ်ချက်ကကျမတို့အကြမ်းဖက်ခံရတဲ့အကြမ်းဖက်မှုရဲ့နောက်ဆက်တွဲကိုဝင်ရလာတဲ့ကိစ္စတွေကိုဒီဥပဒေကဒီဥပဒေကနေပြီးတော့မလို့ချင်အဲ့ဒီအကြမ်းဖက်မှုနောက်ဆက်တွဲကိုဝင်တွေကိုကျမတို့မလို့ချင်ဘူးဆိုရင်ဘယ်လိုလုပ်လို့ရလဲဆိုတာဒီဥပဒေကပါပါတယ်နောက်ဒီအကြမ်းဖက်ခံရတဲ့သူကတရားမဆိုင်ရာတတ်တာခွင့်တွေကိုတောင်းလို့ရတယ်ဆိုတာကျမတို့ပါပါတယ်နောက်တစ်ချက်ကဒီတရားရုံးအကြမ်းဖက်မှုကိုစစ်ဆေးတဲ့တရားရုံးကဘယ်လိုမျိုးပုံစံကျမတို့ဒီပေါ့အကြမ်းဖက်မှုတွေကိုစစ်ဆေးရမယ်ဆိုတာကိုကျမတို့ပါပါတယ်ဒါတွေကတော့အာသာချက်အနေနဲ့ပြောတာပါအားနည်းချက်ကတော့တော်တော်များပါတယ်တော်တော်များတဲ့ထဲကမှကျမအဓိကချက်တွေကိုပဲကျမဒီနေရာမှာပြောမယ်ဆိုလို့ရှိရင်ဒီဥပဒေရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကရှင်းလင်းသေချာမှုမရှိပါဘူးရှင်းလင်းသေချာမှုမရှိတဲ့သလိုတိကျမှုအပိုင်းလည်းအားနေပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အမျိုးသမီးရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးသမီးရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအရင်1862ခုကပြဋ္ဌာန်းထားတဲ့ရာဇသက်ကြီးအတိုင်းဖြစ်နေတယ်ပေါ့အခုအနေထားမှာဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံသည် LGBT တွေရဲ့အခွင့်အရေးကိုလည်းတွင်တွင်ကြည်ကြည်ကျမတို့မြင့်တင်နေတဲ့အနေအထားပါအဲ့တော့အဲ့လိုမျိုးတွေပေါ့လိင်ပိုင်းဆိုင်ရာကျမတို့ခွဲစိတ်ပြုပြင်ထားလို့ပဲဖြစ်ဖြစ်မိမ့်ကိုအမျိုးသမီးအဖြစ်ခံယူထားတဲ့သူတွေရဲ့ကျူးလွန်ခံရတဲ့
ကျမတို့လိမ်ပိုင်းဆိုင်ရာထိပါနောက်ချက်မုံတွေကိုဒီဥပဒေကကောက်ွယ်ပေးမှုအဓိပ္ပာယ်ဖွင့်ဆိုချက်မပြည့်စုံရင်ကောက်ွယ်ပေးမှုအပိုင်းမှာလည်းပြဿနာတက်နိုင်ပါတယ်နောက်တစ်ချက်ကတော့ဒီဥပဒေမှာဆိုလို့ရှိရင်ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှာအစင်မပြေတဲ့ဟာနောက်တစ်ချက်ကိုပြောရမယ်ဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာအကြံဖတ်မှုဟုတ်ကဲ့စိတ်ပိုင်းဆိုင်ရာအကြံဖတ်မှုမှာကျမတို့ဒီလွတ်လပ်စွာတောလာနေထိုင်ခွင့်ကိုပိတ်ပင်တယ်ကန့်သက်တယ်ဆိုတဲ့အခါမှာအဲ့တော့လွတ်လပ်စွာတောလာနေထိုင်တယ်ဆိုတာအရန်ကိုကြေပြတ်ပါတယ်ကိုရဲ့ညီမလေးတယောက်ကိုညားတကောင်10နာရီလောက်မှာ17နာရီလောက်မှာအပြင်သွားဖို့အတွက်နဲ့အကိုတယောက်ကအနေဖြစ်နိုင်တဲ့အနေအထားကြောင့်တားရင်တောင်မှဒီဥပဒေကပြစ်ဒဏ်ကြားနိုင်တဲ့အနေအထားတွေရှိနေတယ်ဒါကြောင့်အတိတ်ပင်ပြီးလို့ရှိရင်နောက်တစ်ချက်ကမကြာခဏချင်းချောက်တာကျမတို့ချင်းချောက်တဲ့ဟာဒီ degree ရှိပါတယ်တစ်ချိန်ချင်းချောက်ရင်လည်းကျမနားလေတာကဥပဒေအရပြစ်မှုမြောက်တယ်ပေါ့နော်အဲ့တော့မကြာခဏချင်းချောက်မှဒီဥပဒေအရပြစ်မှုမြောက်မယ်ဆိုတဲ့အနေအထားဒါကြောင့်ဒီဥပဒေမှာအတိတ်ပင်ဖွင့်ဆိုချက်တွေကိုတည်တည်ရှာချာတိကျကျပြန်ပြီးသုံးသပ်ဖို့လိုတယ်အတိတ်ပင်ဖွင့်ဆိုချက်တွေကဒီပေါ့ရှင်းလင်းမှုမရှိဘူးအားနည်းနေတာကိုကျမတို့တွေးရပါတယ်နောက်တစ်ချက်ပြစ်ဒဏ်အပိုင်းမှာဟုတ်ကဲ့ဒီဥပဒေရဲ့ပြစ်ဒဏ်ဖော်ပြချက်တွေကတချို့အဟာတွေမှာဆိုလို့ရှိရင်ကျမတို့လက်ရှိပြဋ္ဌာန်းထားတဲ့အခုပြဋ္ဌာန်းထားတဲ့ပြစ်ဒဏ်တွေကိုတောင်မှဒီပြစ်ဒဏ်တွေကိုတောင်မှမှတ်မိဘူးဆိုတာကျမတို့တွေးရပါတယ်ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ကျမတို့အမျိုးသမီးငယ်တွေအမျိုးသမီးတွေတော်တော်များများက online ပေါ်မှာလိမ်ပိုင်းဆိုင်ရာနဲ့ချင်းချောက်မှုတွေခံနေရတယ်အဲ့တော့ကျမတို့အခုအဲ့ကိစ္စတွေ online ပေါ်မှာအသေးဖြတ်တဲ့ကိစ္စတွေအဲ့လိုမျိုးချင်းချောက်တဲ့ကိစ္စတွေဆိုရင်ကျမတို့အခုဆက်သွယ်ရေးဥပဒေ66ကကြီးနဲ့ကျမတို့တရားစွဲတယ်အဲ့တော့ဒီဥပဒေမှာဒီပြစ်ဒဏ်ပိုင်းမှာဆိုလို့ရှိရင်အဲ့လိုမျိုးကျမတို့တရားစွဲတယ်ထောင်ဒဏ်တွေငွေဒဏ်တွေပြင်းပြင်းထန်ထန်ရှားတယ်ဆိုရင်တောင်မှ online ပေါ်မှာလုပ်နေတဲ့ကိစ္စတွေအခုထိရှိနေတယ်ဒီဥပဒေမှာအဲ့လိုမျိုးဖြစ်လာတယ်ဆိုလို့ဒီဥပဒေကျမ်းမှာအဲ့လိုမျိုးဖြစ်လာတယ်ဆိုလို့ရှိရင်ခံဝန်ပဲပထမအကြိမ်ခံဝန်ပဲထိုးခိုင်းမယ်ဆိုတာဒီဒါလုံးဝမဖြစ်သင့်ဘူးဒါလောက်ထောင်ဒဏ်ငွေဒဏ်တွေပြင်းပြင်းထန်ထန်ရှားနေတဲ့လက်ရှိအနေအထားမှာတော့မှလုံနေကျူးလွန်ကြတဲ့သူတွေဆက်ပြီးတော့ကျူးလွန်နေတဲ့အနေအထားမှာဒီဥပဒေကခံဝန်ပဲထိုးခိုင်းမယ်ဆိုရင်ဒါကမဖြစ်သင့်ဘူးပေါ့နော်အဲ့တော့ပြစ်ဒဏ်အပိုင်းမှာကျမတို့ကနည်းနည်းအားနည်းချက်ရှိတယ်လို့ပြစ်ဒဏ်ပြဋ္ဌာန်းချက်အပိုင်းမှာအားနည်းချက်ရှိပါတယ်နောက်တစ်ချက်ကအိမ်တွင်းအကြမ်းဖက်ခံရတာဒီအကြမ်းဖက်မှု degree ကမတူပါဘူးတချို့ကအိမ်တွင်းအကြမ်းဖက်တာဒီစိတ်ပိုင်းဆိုင်ရာအကြမ်းဖက်တာဒီအမျိုးသားနေပြီးတော့အမျိုးသမီးကနေပြီးတော့ဆေးဆိုတာစိတ်ပိုင်းဆိုင်ရာအကြမ်းဖက်တာတချို့ကစိတ်ပိုင်းဆိုင်ရာမဟုတ်ဘူးရုပ်ပိုင်းဆိုင်ရာခံထောက်ကိုနာကျင်အောင်တာမကမတန်ဆွမ်းဖြစ်အောင်လုပ်လိုက်တာလိမ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ရဆက်ဆက်ကိုလုပ်တဲ့ကိစ္စတွေဒါကြောင့်ဒီဥပဒေရဲ့ပြစ်ဒဏ်အခန်းမှာဆိုအိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ပြစ်ဒဏ်တည်တည်ရှာရှာပြဋ္ဌာန်းထားတာမတွေ့ရပါဘူးဒါကြောင့်ဒါဒီရဲ့ချက်ကလည်းအားနေပါတယ်အိမ်တွင်းအကြမ်းဖက်မှုကိုပေါင်းပြီးတော့ပြစ်ဒဏ်တစ်ခုတည်းပြဋ္ဌာန်းလို့မရပါဘူးအိမ်တွင်းအကြမ်းဖက်မှုရဲ့ကျူးလွန်တဲ့ degree တွေကမတူပါဘူးအဲ့ဒီအတွက်နဲ့အဲ့ဒီအတွက်ပြစ်ဒဏ်တွေပြဋ္ဌာန်းပေးဖို့လိုပါတယ်အဲ့ဒါလည်းကျမတို့အားနည်းချက်အနေနဲ့ကျမတို့တွေးရပါတယ်နောက်ပြောမယ်ဆိုလို့ရှိရင်အားနည်းချက်တွေကတော့နည်းနည်းများတဲ့အတွက်နဲ့ဆက်ပြောမယ်နော်နောက်ဒီဥပဒေမှာယာယီအကာအကွယ်ပေးရဲ့အစီအမံတွေကိုကျမတို့တွေထုတ်ပေးနိုင်တယ်ဆိုပြီးတော့အကြမ်းဖက်ခံရတဲ့သူကယာယီအကာအကွယ်ပေးရဲ့အစီအမံတွေကိုတောက်ခံနိုင်တယ်ဆိုတာအရင်ကောင်းတဲ့အချက်ပါဒါပေမဲ့အဲ့ဒီရဲ့နောက်ဆက်တွေကြေးရော်တွေရက်ကွက်တွေမှာဖြစ်ပြီးတဲ့ယာယီအကာအကွယ်ပေးရဲ့အစီအမံကလည်းထုတ်ပေးလိုက်ပြီးတဲ့အဲ့ဒီထုတ်ပေးလိုက်တဲ့အဖွဲ့နဲ့လှုပ်ထုတ်ပေးလိုက်တဲ့အဖွဲ့မှာပါတဲ့သူတွေကိုနောက်ဆက်တွဲအန်ဒီပြုလာနိုင်တဲ့အပိုင်းတွေကိုဒီဥပဒေကကာကွယ်ပေးထားတာမရှိနေဘူးဆိုတာကျမတို့တွေးရပါတယ်။နောက်ဒီဥပဒေမှာကကျမတို့အခုဆိုလို့ရှိရင်ကျမတို့ဒီလက်နက်ကင်တွေရဲ့ဒီပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာလက်နက်ကင်တွေရဲ့ဒီအမျိုးသမီးတွေပေါ်မှာအမျိုးသမီးတွေပေါ်မှာကျူးလွန်တဲ့ဟာကိုတည်တည်ရှာရှာပြဋ္ဌာန်းထားတာမရှိပါဘူးပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာအမျိုးသမီးတွေကလေးတွေကိုအဲ့လိုမျိုးလိမ်ပိုင်းဆိုင်ရာနဲ့တခြားကျူးလွန်နေဆိုလို့ရှိရင်ထောင်နဲ့တစ်သက်ပြဋ္ဌာန်းရမယ်ဆိုတာတော့ပါပါတယ်ဒါပေမဲ့ကျမပြောချင်တာလက်နက်ကင်အဖွဲ့အစည်းတွေ institution တွေကနေပြီးတော့လုပ်တဲ့ကိစ္စတွေကိုကျမတို့ဒီဥပဒေမှာတည်တည်ရှာရှာပြဋ္ဌာန်းဖို့လိုပါတယ်ခလေးသူငယ်ဥပဒေမှာဆိုလို့ရှိရင်လက်နက်ကင်ပဋိပက္ခအတွင်းမှာဒီအခန်းတစ်ခန်းအနေနဲ့တည်တံ့ပါပါတယ်ဒါဒီလိုအချက်အရပြဋ္ဌာန်းရတာဒီဥပဒေမှာလည်းအမျိုးသမီးတွေကဒီကိစ္စဖြစ်လာနိုင်တဲ့ရခိုင်နှုန်းရှိနေတယ်
risk အန်ဒီကလည်းများတယ်ပေါ့နော်အဲ့ဒီအတွက်နဲ့အဲ့ဟာကိုတွင်တင်ချစ်ချစ်ကျမတို့ပြဋ္ဌာန်းပေးဖို့လိုပါတယ်နောက်ဆုံးကျမဒီဥပဒေမှာကတော့ဒီ sexual harassment in workplace ပေါ့နော်အဓိကလိင်ပိုင်းဆိုင်ရာအလုပ်ခွင်မှာလိင်ပိုင်းဆိုင်ရာထိပါနောက်ချက်တဲ့ကိစ္စကိုတားမြစ်ချက်နဲ့ပြစ်ဒဏ်ဆိုပြီးတော့နှစ်ခုပဲပါပါတယ်။ကျမရဲ့အမြင်အရပြောရမယ်ဆိုလို့ရှိရင်တားမြစ်ချက်နဲ့ပြစ်ဒဏ်ဆိုပြီးတော့ပြဋ္ဌာန်းရုံနဲ့မရပါဘူး။ကျမရဲ့ကျမရဲ့ညံမင်တလောက်ကျမရဲ့စဉ်းစားတွေးခေါ်မှုအရဆိုလို့ရှိရင်လိင်ပိုင်းဆိုင်ရာအလုပ်ခွင်ထဲမှာလိင်ပိုင်းဆိုင်ရာထိပါနောက်ချက်မှုတွေတော်တော်ကိုကျမတို့ကကြီးတဲ့ issue ပါ။ဘာကြောင့်လဲဆိုရင်ဒီ level မတူအာနာပါဝါမတူတဲ့သူကလုပ်တဲ့ကိစ္စတွေအရန်ကိုဒီအပြင်ကိုထွက်ပြီးတော့ထုတ်ဖော်ပြောလာဖို့သူရဲ့တရားမျှတမှုရဖို့တသက်အထောက်ထားတွေနောက်ဒီတိုင်နန်းမှုဒီတရားစွဲဆိုနေတဲ့အလုပ်ထိခိုက်နိုင်တဲ့ဝင်ငွေထိခိုက်နိုင်တဲ့အနေထားတွေအများကြီးပါဒါကြောင့်ဒီလောက်ကြေပြန့်တဲ့ကိစ္စကိုတားမြစ်ချက်နဲ့ပြစ်ဒဏ်တစ်ခုပဲပြဋ္ဌာန်းထားတာဒီဒီဥပဒေရဲ့အာဏာချက်လို့ပဲကျွန်မပြောချင်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီကိစ္စဒီလိုမျိုး issue တွေကဥပဒေတစ်ခုတောင်မှတည်တံ့လို့ရမယ့်အနေအထားဒါပေမဲ့ဒီဥပဒေမှာအကုန်လုံးပါမယ်ဆိုရင်နည်းနည်းလောက်ကြေပြန့်အောင်ကျွန်မတို့ကပြဋ္ဌာန်းထည့်သွင်းပြဋ္ဌာန်းဖို့လိုပါတယ်။ဒါတွေကတော့ဒီဥပဒေရဲ့အာဏာချက်အနေနဲ့ကျွန်မပြောလိုပါတယ်။ဒီမှာကတော့အချိန်ကန့်သက်ရှိတဲ့ပုံမှာကျွန်မတို့တချို့ဒီဥပဒေတစ်ခုလုံးကိုခြုံလုံးကြည့်တဲ့အခါမှာတချို့စကလုံးဒီအဓိပ္ပာယ်ဖွင့်ဆိုချက်တွေရှင်းတဲ့နောက်နဲ့ပြဋ္ဌာန်းချက်တွေတချို့ဟာတွေမကိုင်းညီတဲ့ဟာတွေကိုလည်းကျမတို့တွေးရပါတယ်အဲ့ဒီအသေးစိတ်အချက်လက်တွေကိုတော့ကျမတို့ယုံကဒီသက်ဆိုင်ရာဒီလွှတ်တော်မှာဒီဥပဒေချမ်းကော်မတီတွေကိုကျမတို့ဒီအသေးစိတ်လည်းပေးပို့ထားပါတယ်ရှင်ဟုတ်ကဲ့ဒီတော့အားအတချက်ရှိသလိုအားနည်းချက်တွေကလည်းများတာတွေ့ရတာပေါ့နော်အခုမှပြောပုံရဆိုဟုတ်ကဲ့ဒီတော့ဒီဥပဒေချမ်းမှာလေအမျိုးသမီးတွေအတွက်ပေါ့နော်ထိထိရောက်ရောက်ကာကွယ်ပေးဖို့အတွက်ဆိုရင်ဘာတွေများပြန်လဲဖြည့်ဖို့လိုရလို့အမထင်လဲအမအမြင်ပေါ့ဟုတ်ဘာတွေများဖြည့်ခြင်းလဲကျမအမြင်ဆိုလို့ရှိရင်ကျမပုံမွင့်လင်းလင်းပြောမယ်ဆိုလို့ရှိရင်ဒီရိုးရိုးသက်သက်ဝန်ခံတာလဲဟုတ်တယ်ဒီဥပဒေတွေအရင်9နှစ်ကျော်တောင်ကြာပြီးတော့ကျမတို့ထွက်လာတာပေါ့နော်ထွက်ဥပဒေချမ်းအနေနဲ့ကျမတို့ထွက်လာတာကျမတော်တော်လေးဒီကျင်တဲ့အားရမှုမရှိပါဘူးဒီလောက်ကျမတို့ဒီအရက်ဖက်အဖွဲ့အစည်းတွေပါဝင်နေ UN ကကျွမ်းကျင်ပညာရှင်တွေနိုင်ငံခြားဥပဒေပညာရှင်တွေပါဝင်ပြီးတော့မှရေးဆွဲလာတဲ့ဥပဒေငယ်ကြာပြီးတော့ရေးဆွဲလာတဲ့ဥပဒေတွေထွက်လာတဲ့ခါမှာတော်တော်ကိုကျမအနေနဲ့အားရကျေနပ်မှုမရှိပါဘူးဒီထက်ကောင်းမွန်တဲ့ဥပဒေတစ်ခုဖြစ်ဖို့အတွက်နဲ့ဒီကျမတို့အဆောက်အဦတွေပြင်တယ်လို့အကြီးစားပြင်ဆင်ရပါလိမ့်မယ်ဒီဥပဒေကိုအကြီးစားမပြင်ဆင်ဘဲနဲ့ပြဋ္ဌာန်းလိုက်တယ်ဆိုရင်ဥပဒေသားပြဋ္ဌာန်းပြီးတော့ကျမတို့အမျိုးသမီးတွေအခွင့်အရေးအပြေးဝါရမှာမဟုတ်ဘူးဆိုတာကိုကျမဒီနေရာကပြောလိုပါတယ်နောက်ဒီခုနကျမပြောတဲ့အားနည်းချက်တွေပေါ့နော်ခုနဒီဥပဒေရဲ့အားနည်းချက်တွေကိုပြန်ပြီးတော့ဥပဒေပုံမှန်တစ်ခုချင်းကျမတို့ပြန်ပြီးတော့သုံးသပ်ဖို့လိုပါတယ်ဥပဒေတစ်ခုဒီ consequence ကျမတို့ဒီရှင်းနဲ့နောက်နဲ့ကျမတို့harmony ဖြစ်ရမယ့်ဟာရှိတယ်ကျမတို့ဆက်ရမယ့်ဟာရှိတယ်ပေါ့နော်အဲ့ဟာနင်းဒီတေရှာရှာပုံမှန်တစ်ခုချင်းဆွေးနွေးဖို့လိုပါတယ်နောက်ဒီဥပဒေမှာကနောက်တစ်ချက်ပြောမယ်ဆိုလို့ရှိရင်ဒီဥပဒေမှာကျမတို့တချို့တော့ကျမရဲ့အလုပ်အတွေ့အကြုံရပြောမယ်ဆိုရင်တချို့တော့အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေကျမတို့ရုံးကိုလာတယ်ဆရာမရဲ့ဒီအကြမ်းဖက်မှုတွေကိုလုံနေတဲ့အကြမ်းဖက်မှုတွေကိုတားမြစ်မပေးနိုင်ဘူးလားတားမြစ်အောင်မလုပ်နိုင်ဘူးလားထောင်ရှားဖို့အတွက်သူတို့တိတ်မစင်စားပါဘူး။ဘာကြောင့်လဲဆိုရင်ကျမတို့ကဒီလိုမျိုးလုပ်တယ်ဆိုရင်အကြမ်းဖက်မှု degree ရဲ့ likeကျမတို့ထောင်ချနိုင်တဲ့ပုံမှားတွေတရားစွဲလို့ရတဲ့ပုံမှားတွေပြောရင်တော့မှတချို့အမျိုးသမီးတွေကနောက်ဆုတ်သွားကြတယ်ပေါ့နော်သူတို့မှာအများကြီးစဉ်းစားစရာတွေအများကြီးရှိတယ်ကျမတို့ community ရဲ့စီးပွားရေးလူမှုစီးပွားရေးယောက်ျားရဲ့ဝင်ငွေပေါ်မှာမှီခိုနေရတဲ့အပိုင်းတွေနောက်တစ်ချက်ကဒီ community က discriminate ခွဲခြားဆက်ဆံတဲ့အနေအထားတွေသားသမီးတွေကအဖေမရှိပဲကြီးပြင်းရမယ့်အနေအထားအများကြီးပဲသူတို့စဉ်းစားတာအဲ့တော့ကျမတို့ဒီဥပဒေမှာကျမအနေနဲ့ဒီအကြံပြုရမယ်ဆိုလို့ရှိရင်တချို့တော့အိမ်တွင်းအကြံဖတ်မှုမှာကျူးလွန်တဲ့ပြစ်ဒဏ်ရဲ့ degree ပေါ်မှာမူတည်ပြီးတော့လူမှုရေးပြစ်ဒဏ်တွေကိုရှာမှတ်ပေးဖို့ထပ်သွင်းပေးဖို့အတွက်နဲ့ကျမအနေနဲ့ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုရင်လူတစ်ယောက်ရဲ့ behavior change
ဒီသူရဲ့ဒီလုံနေတဲ့လှုပ်ဆောင်ချက်ကိုပြောင်းလဲဖို့အတွက်နဲ့ train လုပ်ပေးတဲ့ကျမတို့ community center တွေမှာ train လုပ်တာတွေ behavior သူရဲ့ဒီလိုမျိုးဒီမကောင်းတဲ့ဒီအပြုအမူတွေပြောင်းလဲဖို့အတွက်နဲ့အဲ့လိုမျိုးဒီအကျင့်စာရိတ္တပြောင်းလဲစေတော့ပြစ်ဒဏ်ပေးမှုတွေကိုဒီဥပဒေကလေးလေးနက်နက်စဉ်းစားထပ်သွင်းစဉ်းစားသင့်တယ်လို့ကျွန်မအနေနဲ့အကြံပြုပြောလိုပါတယ်။နောက်ဒီဥပဒေမှာတချို့သောဒီပြဋ္ဌာန်းထားတဲ့ပုံမှန်တွေကရေပူရအရင်ဆန်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျမတို့အမြဲတမ်းပြောပါတယ်အမျိုးသမီးတွေကတိုင်ချက်ဖွင့်တဲ့အခါမှာရေစခန်းမှာဒီအမျိုးသားရေးရာရှိတွေနဲ့ကျမတို့ဒီတိုင်ကိုရဲ့အကျန်းဖတ်ခံရတယ်ပြောရတဲ့အခါမှာသူတို့အနေနဲ့ company ရဲ့အဆင့်ပြေမှုမခံစားရဘူးအဲ့ဒီအတွက်နဲ့တိုင်ချက်ဖွင့်တဲ့အခါမှာမပြည့်စုံဘူးကြောက်တဲ့အပိုင်းရှိမယ်ချက်တဲ့အပိုင်းရှိမယ်ပေါ့နော်အဲ့ဒီဟာတွေကြောင့်ကျမတို့အမြဲတမ်းပြောနေပါတယ်အမျိုးသမီးရေးဝန်ထမ်းတွေကျမတို့ဒီအမုံဖွင့်တဲ့အဆင့်တွေမှာကျမတို့လုပ်ပေးဖို့ဒီလိုပါတယ်အဲ့ဒီတော့ဒီဥပဒေမှာအတက်နိုင်ဆုံးအမျိုးသမီးရေးဝန်ထမ်းလို့ပြောထားတယ်ကျမတို့ဥပဒေဆိုတာကျမတို့အဆင်ပြေမှပေးမယ်လို့မရပါဘူးဒီကိစ္စတွေကိုဒီအမျိုးသမီးတွေကလိုအပ်ချက်ရှိနေတယ်ဆိုရင်ဒီအမုံတွေကိုကျမတို့အမျိုးသမီးရေးဝန်ထမ်းသားလျင်ကင်တွေပြီးတော့ကျမတို့ဒီလောက်ရကင်တွေပြီးတော့ဆောင်ရွက်ရမယ်လို့အတိအကျပြဋ္ဌာန်းပေးဖို့လိုပါတယ်ဒီလိုမျိုးဒီရေဘူးရဆက်ဆံပြဋ္ဌာန်းခြင်းဒီရေးအရာရှိအမျိုးသမီးရေးအရာရှိတဲ့ဒေသတွေမှာဆိုရင်တော့ရေးအရာရှိအမျိုးသမီးနဲ့ပြောကြမရှိရင်တော့အမျိုးသားနဲ့ပြောဆိုတာဒါအရန်ကိုလက်စပင်ဖြစ်လုံးနေပေါ့နော်အဲ့ဒီဟာအချက်တွေကိုလည်းကျမတို့ပြန်သုံးသပ်ဖို့လိုတယ်ဆိုတာကိုကျမအနေနဲ့ပြောလိုပါတယ်ရှင့်ဟုတ်ကဲ့ပါဒီတော့ဒီနေ့ရေပေါ့နော်ဥပဒေအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အမအနေနဲ့ဘာတွေများဖြည့်ဆွတ်ပြောချင်တာမျိုးရှိလဲနောက်ဆုံးအနေနဲ့ကျမအနေနဲ့ဒီလွတ်တော်ကကျွမ်းကျင်တဲ့ဥပဒေရေးရာနဲ့ကျွမ်းကျင်တဲ့ပညာရှင်တွေကိုရောကျမတို့ဒီလွတ်တော်ကိုယ်စားလှယ်တွေကိုရောကျမအနေနဲ့တောင်းဆိုချင်ပါတယ်ဒီဥပဒေချမ်းသည်အကြီးစားကျမတို့ပုံမှန်တစ်ခုချင်းကိုဆန်းစစ်ပြီးတော့ပြန်လေဒီအဆွေးနွေးပြင်ဆင်ရမယ့်အနေအထားရှိနေတဲ့အတွက်နဲ့လွှတ်တော်ကိုလည်းရောက်နေပြီဖြစ်တဲ့အတွက်နဲ့လွှတ်တော်ကကိုယ်စားလှယ်တွေနဲ့လွှတ်တော်မှာဥပဒေနဲ့ပတ်သက်ပြီးတော့ဥပဒေရေးရာကျမတို့ဥပဒေချမ်းကော်မတီတွေအနေနဲ့ဒီဟာတွေကိုအသေးစိတ်ပြန်လည်စစ်စစ်ပြီးတော့ကျမတို့ဒီအမျိုးသမီးအဖွဲ့တွေကလည်းပေးပို့ထားတဲ့ကျမတို့အဖွဲ့အပါဝင်ကျမရေးရဒန်းတူညီများရဲ့ကွန်ရက်နဲ့တခြားအဖွဲ့တွေကပေးပို့ထားတဲ့သဘောထားမှတ်ချက်တွေကိုကျမတို့အလေးနဲ့စဉ်းစားပြီးတော့ကျမတို့မြန်မာနိုင်ငံမှာအမျိုးသမီးတွေရဲ့အကြမ်းဖက်မှုကိုကာကွယ်တဲ့ဥပဒေကောင်းမွန်သောဥပဒေလက်တွေ့အကောင့်ထဲပေါ်လို့ကျင့်သုံးလို့ရသောဥပဒေတစ်ခုအဖြစ်ပြောင်းလဲပြီးတော့ကျမတို့ပြင်ဆင်ပေးဖို့အတွက်ကိုဒီနေရာကျမအနေနဲ့တောင်းဆိုလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့အခုလိုမေးမြန်းသမျှကိုပြည့်ပြည့်စုံလည်းဖြေချပေးသွားမှာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီကနေ့မှာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေနဲ့ပတ်သက်ပြီးတော့ဥပဒေရေးရာကုစားရေးအဖွဲ့မြန်မာကတရားလွှတ်တော်ရှေ့နေဒေါ်လာလာရီနဲ့တွဲဆုံမေးမြန်းတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ကြည့်ရှုပေးခဲ့တဲ့ပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရှင်